ကိုယ့်ရဲ့ဖုန်းထဲကဓာတ်ပုံတွေဗီဒီယိုတွေကိုမှားဖြတ်မိတာပဲဖြစ်ဖြစ် bot တို့ audio manager တို့ private event တွေထဲမှာထည့်ထားပြီးတော့ password မေ့သွားတာပဲဖြစ်ဖြစ် application လိုက်ဖြတ်မိတာပဲဖြစ်ဖြစ်ဓာတ်ပုံတွေဗီဒီယိုတွေကိုဘယ်လိုပြန်ယူရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်လို့အဆုံးထိကြည့်ပေးကြပါဦးအဲ့တော့အရင်ဆုံး gallery ထဲဝင်ပြီးတော့ gallery ထဲမှာရှိတဲ့ပုံတွေကိုဖျက်လိုက်မယ်delete item တွေကပုံတွေကိုပါထပ်ဖျက်လိုက်မယ်ပြီးရင် gallery တွေက private event တွေမှာထည့်ထားတဲ့ပုံတွေကိုပြပေးမယ်ဒီထဲမှာပုံ၄ပုံရှိပါတယ်ဒါကို password မနှိပ်ပဲနဲ့ဘယ်လိုပြန်ရှာလို့ရမလဲဆိုတော့ကိုပြောပြပေးပါမယ်နောက်တစ်ခုကဒီ bot ထဲမှာတင်ထားတဲ့ပုံတွေကိုပြပေးပါမယ်bot ထဲမှာဆိုပုံတစ်ပုံရှိပါတယ်ဘောပါဖြတ်လိုက်ပါမယ်ဒါဆိုရင် gallery ထဲမှာလည်းပုံနေမရှိတော့ဘူး delete item ထဲမှာလည်းပုံနေမရှိတော့ဘူး file ကိုလည်းဖျက်ပစ်လိုက်ပြီအဲ့တော့အရင်ဆုံး file manager တွေကိုဝင်ပါပြီးရင်ညာဘက်ကိုဆွဲလိုက်ပါအထက်က DCIM တို့ picture တို့ထဲမှာလည်းဖွက်ထားတဲ့ပုံတွေကရှိတတ်ပါတယ်ကျွန်တော်အခုပြမယ့်နည်းက Android ထဲကိုဝင်ပါပြီးရင် data တွေကိုဝင်တချို့ဖုန်းတွေကဒီနေရာမှာ data တွေပေါ်လာတတ်တယ်မပေါ်လာဘူးဆိုရင် viewing file ဆိုပြီးပေါ်လာလိမ့်မယ်အဲ့ဒီဟာတွေကိုနှိပ်လိုက်ပါပြီးရင် Android ထဲကိုဝင်ပြီးရင် data တွေကိုဝင်အထက်ကမှာ com.mui.gallery ကိုရှာပါတွေ့လို့ရှိရင်အထက်ကိုဝင်လိုက်ပါအထက်မှာ file ကိုနှိပ်ပါပြီးရင် gallery disk ကိုနှိပ်ပါအထက်မှာ full site ထဲကိုဝင်ပါဒီထက်တက်ပုံတွေကကျွန်တော်တို့စောနာဖြတ်လိုက်တဲ့ပုံတွေနဲ့ဖွက်ထားတဲ့ပုံတွေပါဒီထဲမှာပုံတွေကကြည့်လို့မရပါဘူးကြည့်လို့မရတော့ပုံတွေအကုန်လုံးကို select လုပ်ပြီးတော့တခြား folder တွေကိုရွှေ့လိုက်ပါမယ်ပေါ်ကအဆက်30ကိုနှိပ်ပြီးတော့ move to ကိုနှိပ်ပါပြီးရင်ကျွန်တော် DCIM နဲ့ကိုရွှေ့လိုက်ပါမယ်ပြီးရင် move ကိုနှိပ်ပါဒါဆိုရင်ဒီထဲမှာရှိတဲ့ file တွေအကုန်လုံးက DCIM နဲ့ကိုရောက်သွားပါပြီကျွန်တော်တို့ DCIM နဲ့ကိုဝင်ကြည့်ပါမယ်ဒါဆိုရင် Sona file တွေက DCIM နဲ့ကိုရောက်နေပါပြီဒီထဲပုံတွေကိုထောက်ကြည့်လို့ရပါတယ်ဒါဆိုရင် Sona ကျွန်တော်ဖြတ်ထားတဲ့ပုံတွေပါတကယ်လို့ဒီပုံလေးကို gallery ထဲမှာပြန်လိုချင်တယ်ဆိုရင်ကိုလိုချင်တဲ့ပုံလေးကိုဖိထားပါဖိထားပြီးရင် more ကိုနှိပ်ပါပြီးရင်အထက်မှာ rename ကိုနှိပ်ပါပြီးရင် file name ကရှင်းနေလို့ကျွန်တော်တို့ file name လေးပြန်ရေးပေးလိုက်ပါပြီးရင် dot နောက်က jpg လို့ရေးပေးပါ file extension name ပြောင်းပြီးရင် okay လို့နှိပ်ပါဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံလေးက gallery ထဲကိုရောက်သွားပါပြီအဲ့လိုမျိုးပဲကိုလိုချင်တဲ့ပုံတွေကိုလိုက်ထောက်ပြီးတော့ rename လုပ်ပြီးတော့ file extension နဲ့ပြောင်းပေးလိုက်ပါခုလိုမျိုးဗီဒီယိုတွေကိုစိတ်ဝင်စားရင်ကျွန်တော်ရဲ့ account လေးကို like and follow လုပ်ခဲ့ပေးပါဦးတရားသိချင်တာတွေကိုလည်း comment မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်